အိမ်ကမိသားစုဝင်တယောက်ယောက်ကိုအဝတ်လျှော်ဆက်လေးခလုံးနှိပ်ပြီးတော့အဝတ်လျှော်ခိုင်းတာဒါပေမဲ့ तू ကအဝတ်တွေအယောင်မခွဲပဲလျှော်လို့အဖြူတွေအယောင်ကြီးဆုံးကုန်ဒါမှမဟုတ်လဲအလုပ်ထဲမှာလုပ်ဖော်ကိုင်မဲ့တယောက်ကို report လေးတစ်စောင်လောက်ဝိုင်းကူပေးပါအောင်ဆိုပြီးပြောတယ်ဒါပေမဲ့ तू ကformat တွေအကုန်လွဲစလုံးပေါင်းနဲ့အမှားမှားနဲ့သုံးစားမရ report ပုံစံလုပ်တော့စိတ်မရှိတော့တော်ပြီမင်းလောက်တာထားငါလောက်တာပဲပုံမြန်အောင်မယ်ဆိုပြီးတော့သူ့ရဲ့အလုပ်တွေကိုကိုကယူလုပ်ပေးလိုက်မိတာမျိုးရှိဘူးလားအဲ့လိုအချိန်မျိုးတွေကြုံဘူးရဆိုရင်အဲ့ဒီအချိန်မှာကိုယူလုပ်ပေးလိုက်တဲ့အခါမျိုးမှာတစ်ဖက်လူရဲ့မျက်နှာမှာအပူပင်မရှိဘဲနဲ့လွတ်လပ်သွားတဲ့အရေးအယောင်မျိုးကိုတတိထားလိုက်မိတယ်ဆိုရင်တော့အဲ့ဒါမလုပ်တတ်တာမဟုတ်ဘူးမလုပ်ချင်လို့မလုပ်တတ်ချင်အောင်ဆောင်တာဖြစ်သွားပြီအဲ့ဒါကိုစိတ်ပညာရ weaponized incompetence လို့ခေါ်တယ် incompetence ဆိုတာမစွမ်းနိုင်တာပေါ့နော်မစွမ်းဆောင်နိုင်ခြင်းကိုweaponized ဆိုတော့လက်နက်တစ်ခုအနေနဲ့အသုံးချတာဒီအခြေအနေမျိုးကဘယ်သူတွေခံရလဲလို့ဆိုရင်မိသားစုတွေမှာအမေတွေခံရတာများတယ်ကိုအိမ်ကမိသားစုဝင်ယောက်ျားတွေကလေးတွေကအယခင်ခင်တာတပြက်စီးလှဲတာပကံစီးတာအစသူတို့လုံနေမပြီးတော့ဒါမှမဟုတ်လဲမပြောင်းမစင်ဘူးဒါမျိုးတွေရှိတယ်အဲ့ဒီအခါကျတော့ကိုကသူတို့အလုပ်ကိုဝင်လုပ်ပြီးနေနောက်ဆုံးတမိသားစုလုံးရဲ့အလုပ်ဒီကိုယ့်ရဲ့အလုပ်ဒီဖြစ်လာအဲ့တော့ဒီနီလန်းကိုဘယ်လိုများသုံးကြလဲဘာလို့သုံးကြလဲဆိုရင်လူတွေကတတ်တာကျင်တာလူရဲ့ဗီဇကိုအပင်မခံချင်ဘူးအဲ့ဒီအခါကျတော့လွယ်လေးပွန့်လင်းနဲ့မလုပ်ချင်ဘူးလို့ပြောလို့ရှိရင်ပြီးသွားမယ်ဒါပေမဲ့အဲ့လိုပြောတဲ့အချိန်ကြလို့ရှိရင်တော့မလုပ်ချင်လို့မလုပ်ပေးဘူးဆိုတာမျိုးဖြစ်တယ်လေဆိုတဲ့အခါကျတော့လုပ်တော့လုပ်ပေးပါတယ်ဒါပေမဲ့ငါနားမလဲလို့ပါမသိလို့ပါကျမတို့ကမကျွမ်းကျင်လို့ပါဆိုတာမျိုးပုံစံမျိုးနဲ့အပြစ်ကင်းတဲ့ပုံစံလေးနဲ့ခိုင်းတာပေါ့နောက်ဆုံးစိတ်မရှိတဲ့သူperfectionist လို့ခေါ်တဲ့ပြီးပြည့်စုံနေမှသဘောကျတဲ့သူတွေကဝင်လုပ်ပြီးရင်သူ့အလုပ်ကကိုယ်လုပ်ဖြစ်သွားတာမျိုးကြုံရတတ်ပါတယ်အဲ့လိုကြုံရတဲ့ technique ကို manipulation technique ထဲမှာအခုပြောတဲ့ weaponized incompetence လို့ခေါ်တယ်ဆိုတော့သူတို့အနေနဲ့ကြည့်ရဆိုလို့ရှိရင်သူတို့ကစူးစမ်းပြီးလုပ်နေပါတယ်စူးစမ်းရတဲ့နဲ့မရလို့ပါအဲ့ဒါကိုစိတ်ရှိထားပေးပါလို့ပြောပြီးတော့ကိုယ်အမျက်ထုတ်သွားမျိုးရှိတတ်တယ်ဘလို့ပြန်ပြီးတော့တုံ့ပြန်ချမလဲဒါဆိုရင်တခုခုသူတို့ကမပြည့်စုံတဲ့အလုပ်မကောင်းမကန်လေးတခုလုပ်ထားရဲဆိုရင်စိတ်မဆိုးပါနဲ့အဓိကအချိန်ယူပြီးတော့သူတို့တွေဒီအလုပ်ကိုမပြီးတဲ့၍ကိုကပြန်ပြီးတော့ guideline ပေးပါပြန်ပြောပါအဆင်မပြေဘူးလားဒီဟာလေးဒီလိုလုပ်လိုက်ပါဆိုပြီးတော့သူ့မပြီးမချင်းဒီကိစ္စတစ်ခုကိုမပြီးမချင်းဒီလုပ်ငန်းတစ်ခုကိုမပြီးမချင်းဒီတာဝန်တစ်ခုကိုမပြီးပြတ်မချင်းကိုကနေပြီးတော့ဘေးကနေပြီးတော့ပြောပြီးတော့စောင့်ပေးပါစိတ်ရှိထားပါအချိန်ယူပြီးတော့မပြီးတဲ့အထိသူတို့ကိုလုပ်ခိုင်းပါအဲ့ဒါဆိုရင်တော့ကဲငါတို့မလုပ်တတ်လဲမရမချင်းသူတို့ကခိုင်းနေမှာပဲအဲ့တော့လုပ်ရတော့မယ်ဆိုပြီးတော့သူတို့လုပ်ပါလိမ့်မယ်မလုပ်တတ်တာကိစ္စမရှိဘူးဒါပေမဲ့မလုပ်ချင်လို့မလုပ်တတ်ချင်အောင်ဆောင်တာပြဿနာရှိတယ်မလုပ်တတ်ရင်လုပ်တတ်အောင်သင်ပေးရမယ်တာဝန်ကကျွန်တော်တို့တာဝန်ဖြစ်သွားပြီအားလုံးအတိအသတိနဲ့အေးချမ်းကြပါစေ